ဒီနေ့တော့စနေနေ့ဖြစ်တဲ့အတွက်သမီးနဲ့သားနဲ့အတွက်ကွေ့တီကိုလေးလှုပ်ကြွေးဖြစ်ပါတယ်ဘယ်လိုလေးလှုပ်တယ်လဲဆိုတာကိုလိုက်ကြည့်ပေးကြပါအောင်နော်ပထမဆုံးမုံလာဥတွေကိုတန်ရှင်းလုပ်ပြီးတော့လှိထားပါတယ်ကစွန်ရွက်တွေကိုလည်းတင်မယ်ပဲ့မဲ့ပေါက်တို့လည်းတင်မယ်အသားအတွက်ကတော့ကြက်ပေါင်3ပေါင်ကိုအသုံးပြုထားပါတယ်ပြီးရင်ကြက်ပေါင်ရဲ့မုံလာဥရဲ့ကိုပြုတ်ပါမယ်ဒါကတော့ကြက်သားအသားလေးတွေထွင်ပြီးတော့ခရမ်းကျင်သီးနဲ့ကြက်တော်နဲ့ကြက်တော်အနီနဲ့ကိုဟင်းလေးချက်လိုက်ပါတယ်ပြီးရင်ပဲ့မဲ့ပေါက်နဲ့ကစွန်ရွက်ကိုဖြောမယ်ဖြောပြီးလို့ရှိရင်မုံဖက်ကလေးတွေဖြောမယ်ဒါကတော့ပွဲပြင်ပေးထားတဲ့ပုံလေးကိုရိုက်ပေးထားတာပါမုံဖက်ကလေးထည့်မယ်ပဲ့မဲ့ပေါက်ကလေးထည့်မယ်ကစွန်ရွက်ကလေးထည့်မယ်ပြီးရင်ဒီကြက်သားလေးတွေကိုပို့စားခြင်းတဲ့အတွက်အသားလေးတွေတက်ထည့်ထည့်တယ်ပေါ့နော်ပြီးရင်ခင်းကျင်ဒီကြက်သားချက်ကလေးထည့်ထည့်တယ်ပြီးရင်မြေပဲထောင်းလေးထည့်တယ်မြေပဲထောင်းလေးထည့်ပြီးတဲ့အချိန်မှာကြက်သွန်ကြော်လေးကိုထောင်းထားလေးဖြူပါတယ်ဖြူပြတဲ့အချိန်မှာငရုတ်တိစားခြင်းတဲ့လူတွေတော့ငရုတ်တိစီချက်ကလေးစမ်းပေးပါတယ်ပြီးရင်ဒီမုံနာဥနီနဲ့ကြက်ရိုးနဲ့ပြုတ်ထားတဲ့ဟင်းလေးထည့်ပါတယ်ဒါဆိုရင်တော့အရန်ကိုပြည့်ပြည့်စုံတဲ့ကွက်တီကိုအရေးလေးရသွားပါပြီအရန်ကိုစားလို့ကောင်းပါနဲ့ဒါကတော့ကွက်တီကိုအတုံးနဲ့အရေးလေးလုပ်ပေးထားတာကိုအိတ်ထားတာလေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ